အသုံးချနက္ခရဗေဒပညာရှင်ဆရာရန်နိုင်ကျော် TikTok အကောင့်နဲ့ Facebook ကိုကြည့်ရှုနေကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပေါင်းနဲ့ခံကြောင်းကြပါစေဘေးပေါင်းရန်ပေါင်းကနေကင်းဝေးကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဒီကနေ့ဗီဒီယိုဖိုင်မှာကတော့2026ခုနှစ်မှာမိတ္တရာသီဘွားတွေအတွက်အကောင်းအညံ့တွေကိုအရှိတိုင်းနက္ခတဗေဒနည်းစနစ်နဲ့တင်ပြပေးသွားမှာဖြစ်ပါတယ်ဧပြီလ14ရက်နေ့ကနေမေလ14ရက်နေ့အတွင်းမွေးဖွားကြသူတွေဟာမိတ္တရာသီဘွားများဖြစ်ကြပါတယ်မိတ္တရာသီဘွားတွေအနေနဲ့အရင်နှစ်တွေကအလုပ်ကိုင်တွေမကောင်းခဲ့တာယာဒူးတိုးမဲ့ဆိုပြီးတော့မှမတိုးခဲ့တာအခက်အခဲတွေရှိခဲ့တာနောက်တော့မိမိတို့ရဲ့အိမ်နွေးပြဿနာတွေရှိခဲ့တာတွေအားလုံးက2025ခုနှစ်မှာကုန်ခဲ့ပြီဖြစ်ပါတယ်ဒီ2026ခုနှစ်အတွင်းမှာတော့အဲ့ဒီအညံ့တွေကအရင်တော့ရှိခဲ့တဲ့အညံ့တွေအားလုံးဒီ2026ခုနှစ်မှာတော့အကောင့်ဘက်ကိုပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်အလုတ်ကင်တွေကောင်းမွန်လာမယ်ယာဒူးမတိုးတဲ့သူတွေအားလုံးလည်းယာဒူးတိုးတဲ့မျိုးတွေကြုံတွေ့နိုင်ပါတယ်မိမိရဲ့အိမ်တွင်းရေးတွေတုံနဲ့တူပြန်လဲအဆင်ပြေလာတာမျိုးတွေကြုံတွေ့နိုင်ပါတယ်လုပ်ငန်းတိုးချဲ့တာမျိုးတွေယာဒူးရတာမျိုးတွေနောက်တစ်ခါတနေရာကနေတနေရာဒီတဲ့ကောင်းမွန်တဲ့နေရာကိုရောက်ရှိတာမျိုးတွေကြုံတွေ့နိုင်မဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်မိတ္တရာသီဘွားတွေအနေနဲ့2026ခုနှစ်အတွင်းမှာရရှိတဲ့ငွေတွေကိုတည်တည်ချာချာစီမံခန့်ခွဲပြီးတော့မှတုံးတက်ဖို့လိုအပ်ပါတယ်အဲ့လိုမှမဟုတ်ရင်တော့ပလိုင်းပေါင်းနဲ့ဖားကောက်ဖြစ်ပြီးတော့မှဝင်ငွေနဲ့ထွက်ငွေကပိုများနေတာမျိုးကြုံတွေ့နိုင်ပါတယ်အလုပ်ကိစ္စအိုးအိမ်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့လည်းပြဿနာတက်တာမျိုးစကားများရတာမျိုးကြုံတွေ့နိုင်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်လို့လည်းမထင်မှတ်ဖဲနဲ့ခွဲစိတ်ခံရတာမျိုးတွေလည်းကြုံတွေ့နိုင်ပါတယ်လူငယ်တွေအနေနဲ့ကတော့ပညာရေးဘက်မှာအခုတည်းပို့ပြီးတော့မှစူးစမ်းဖို့လိုပါလိမ့်မယ်ဒါမှကိုကြီးမှန်းထားတဲ့ကိုမျောမှန်းထားတဲ့ပန်းနိုင်ကိုရောက်ရှိလာမှာဖြစ်ပါတယ်ငယ်ရွယ်တဲ့သူတွေအနေနဲ့အိမ်တော်ရေးအခြေရေးတွေမှာတော့တူညီတဲ့ဆုံးဖြတ်ချက်တွေနဲ့အတူတာယာတဲ့အိမ်တော်ရေးတွေကိုရရှိမဲ့နှစ်တစ်နှစ်လည်းဖြစ်ပါတယ်လူကြီးတွေအနေနဲ့ကျမ်းမာရေးနဲ့ပတ်သက်လို့ခါနာတာမျိုးဒုစစ်နာတာမျိုးတွေကြုံတွေ့နိုင်ပါတယ်မိတ်ဆွေတို့အနေနဲ့2026ခုနှစ်မှာမိမိတို့ရဲ့စီးပွားရေးလူမှုရေးကျန်းမာရေးအခြေရေးအိမ်တော်ရေးကိစ္စတွေပါဝင်ယာဒူးကိစ္စအပြောင်းရွှေ့ကိစ္စတွေအားလုံးကိုအသေးစိတ်သိရှိလိုပါကကျွန်တော်ရဲ့ Messenger ကဖြစ်စေ Viber ကဖြစ်စေဆက်သွယ်မေးမြန်းနိုင်ပါတယ်မိတ်ဆွေများအားလုံးမေတ္တာရာသီပွားများအားလုံး2026ခုနှစ်မှာအစသရရအဆင်ပြေကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်